ခံနိုင်ဘူးနေထွက်ချိန်မှာပဲအားသစ်တွေရှိရလားနေဝင်ချိန်တွေမှာပဲအတွေးသစ်တွေရှိရလားတည်တည်ချာချာမရိပ်မိခဲ့ဘူးလူဖြစ်လာခဲ့တဲ့တခြားကိုထင်တာမှန်းဆလုတ်ခဲ့ရတာပဲလို့မြင်တယ်ရမ်းတုတ်တက်တဲ့လူအုပ်ကြီးနဲ့ရေအိုင်နဲ့ငားမျှတတ်တဲ့သူတွေကဆရာကြီးမထီမဲ့မြင်လို့ရင်ရွယ်ဆောင်ဆောင်ကြီးလာခဲ့ရပိုင်းလုံးလုပ်ဖို့သင်ပေးခဲ့တဲ့သူတွေရှိတယ်တခိုးအကြီးစားဖြက်လန်းကလိုက်ဖို့ပြောတဲ့သူတွေရှိတယ်အဲ့ဒီအချိန်ကကို့အရက်ပလင်းနဲ့ဇီးပြူဖန်ကားမြုံနေရတာတဲ့စီးစိမ်ဆိုတာမသိခဲ့ဘူးညီမလေးကိုချစ်ခဲ့ပါတယ်ဘဝတော့မတီးဆောက်လိုက်ပါနဲ့မယုံကြည်လို့ပါဝိလေလေလေဝေတမျိုးမို့အချစ်ကိုမျက်ွယ်ပြူရင်ပိုးပြီးချစ်တာကိုပြလိုက်တယ်ဒီမြေလုံးကြီးကတနေ့တည်းတနေ့ပူးလာတယ်လို့ထမ်းရည်အထွက်ကလည်းတစ်နှစ်တည်းတစ်နှစ်နဲလာတယ်ဟိုးအာနာတိကရေခဲပြင်ကြီးတွေလည်းပြိုးလာတယ်ပြောတယ်အမောင်ဝဲလို့စုပ်ယူနေတဲ့ဘလက်ဟိုးကြီးကိုလှည့်နေရတာတဲ့အချိန်ရှိဆုံးတဘဝစာဗရောက်ပင်လေးတစ်ပင်စိုက်ရင်ຫນွေရောက်ရင်အေယာရီကိုဆင်းဆင်းကြည့်ရကြပြာကအဲ့ဒီကလေးကစိတ်ကြိုက်အစားတိတ်ချစ်မိတာလဲဖြစ်နိုင်တယ်တိတာလဲတိတ်မတိဘူးရှိတာလဲတိတ်မရှိပါဘူးလူဆိုတာကိုလိုပဲမြေလဲအတူပိုင်လေလဲအတူပိုင်ခေါင်းတစ်လုံးပိုးလာရင်တော့အမောက်ထောင်ပြခြင်းတယ်လေယူးတွေရဲ့ဖြတ်လျှောက်ရဲရဲတော့မဟုတ်တော့အုံနောက်ထဲပိုက်ထားတဲ့လူသားတွေကိုတော့တပြားမှအပွန်းပယ်မခံနိုင်ဘူးငမောရောက်တယ်